အားလုံးပဲမင်္ဂလာပါအာဂျင်တီးနားအသင်းအတွက်အခုလာမယ်နောက်ဆုံးအုပ်စုပွဲကတကယ်ကိုအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့အုပ်စုဘို့အဖြစ်တက်မလားအုပ်စုဒုတိယအဖြစ်တက်မလားဆိုတာကဘိုလ်လူပွဲအထိတွားရမယ့်လမ်းကြောင်းတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်လို့ပါအရင်ဆုံးအာဂျင်တီးနားကအုပ်စုဘို့နဲ့တက်နိုင်ခဲ့မယ်ဆိုရင်32တင်းအဆင့်မှာကိတ်ပါတီအသင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ်ပွဲထွက်10ရောက်အင်အားနဲ့ကြည့်ရင်တော့အာဂျင်တီးနားကအသာစီးရှိနေပါတယ်အဲ့ဒီပွဲကိုကြော်နိုင်ရင်16တင်းအဆင့်မှာဩစတြေးလျဒါမှမဟုတ်အီဂျစ်ထဲကအနိုင်ရတဲ့အသင်းနဲ့တွေ့နိုင်ပါတယ်ဆိုလိုတာကကွာတားဖိုင်နယ်မရောက်ခင်အထိလမ်းကြောင်းကအတော်လေးချောင်နေတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ကွာတားဖိုင်နယ်ကစပြီးတော့စမ်းသပ်မှုအစ်စ်တွေဆက်လာမှာပါစပိန်ဘယ်လ်ဂျီယံပေါ်တူဂီဒါမှမဟုတ်ကိုလံဘီယာလိုအသင်းကြီးတွေကတသင်းနဲ့ဆုံနိုင်ပါတယ်အဲ့ဒီအဆင့်ကိုကျော်နိုင်ရင်တော့ဆီမီဖိုင်နယ်မှာပြင်သစ်ဘရာဇီးဂျာမနီနယ်သာလန်စတဲ့ဖလားအကြိုက်ဆုံးအသင်းတွေကိုရင်ဆိုင်ရနိုင်ပါတယ်ဘိုလ်လူပွဲရောက်သွားရင်လည်းအင်္ဂလန်ပြင်သစ်ဘရာဇီးစပိန်တို့လိုကမ္ဘာထိပ်တန်းအသင်းတွေနဲ့ဖလားလူပွဲကစားရနိုင်ပါတယ်ဒါကအုပ်စုဘိုနဲ့တက်ခဲ့ရင်ဖြစ်နိုင်ခြေအများဆုံးရှိတဲ့လမ်းကြောင်းပါဒါပေမဲ့အာဂျင်တီးနားကအုပ်စုဒုတိယနဲ့တက်သွားခဲ့မယ်ဆိုရင်တော့အခြေအနေကလုံးဝမတူတော့ပါဘူး32အသင်းအဆင့်မှာကတည်းကစပိန်လိုဖလားအကြိုက်ဆုံးအသင်းနဲ့ထိပ်တိုက်တွေ့နိုင်ပါတယ်အဲ့ဒီတပွဲတွေကဘိုလ်လူပွဲစိတ်တက်နဲ့ကစားရမယ့်ပွဲဖြစ်သွားနိုင်ပါတယ်စပိန်ကိုကျော်နိုင်ရင်လည်းနောက်တစ်ဆင့်မှာပေါ်တူဂီအင်္ဂလန်ခရိုအေးရှားဒါမှမဟုတ်ကိုလံဘီယာဘက်ကလာတဲ့အသင်းကြီးတွေနဲ့ဆက်တိုက်တွေ့နိုင်ပါတယ်တပွဲပြီးတပွဲခက်ခဲနေတဲ့လမ်းကြောင်းဖြစ်လို့အုပ်စုဒုတိယနဲ့တက်တာကအာဂျင်တီးနားအတွက်အတော်လေးမလွယ်တဲ့အခြေအနေပါဒါကြောင့်အခုလာမယ့်နောက်ဆုံးအုပ်စုပွဲကအနိုင်ရဖို့တင်မဟုတ်ပဲအုပ်စုဘိုနေရာကိုထိန်းထားနိုင်ဖို့လဲအရန်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့အုပ်စုဘိုနဲ့တက်ရင်ဘိုလ်လူပွဲအထိသွားမဲ့လမ်းကြောင်းကပိုပြီးချောင်နိုင်တယ်လို့အုပ်စုဒုတိယနဲ့တက်ရင်တော့အစောပိုင်းကတည်းကအသင်းကြီးတွေကိုစက်တိုက်ရင်ဆိုင်ရနိုင်ပါတယ်ခင်ဗျားတို့ရောဘယ်လိုထင်လဲအာဂျင်တီးနားကအုပ်စုဘိုနေရာကိုထိန်းထားနိုင်မယ်လို့ယုံကြည်လားဒါမှမဟုတ်လမ်းကြောင်းကအပြောင်းလဲဖြစ်သွားနိုင်မလားခမ်းမဲ့မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး